အခုမှသင်ကြားရေးလောကတွေကိုစဝင်လာမယ့်တီချာအသစ်ကလေးတွေအတွက်အကြံပြုစာဖြစ်ပါတယ်။သင်ကြားရေးလောကတွေကိုစဝင်တဲ့ပထမဆုံးနှစ်ကတော့တကယ်ကိုခက်ခဲတာပါ။ဒီကာလမှာကိုမိကုန်းတွေလည်းပြန်ထုတ်မိမယ်။အမားသေးသေးလေးတွေပေါ်လည်းအလွန်အကျွံစိုးရိမ်စဉ်းစားပြီးတော့ပူပန်မိနေမယ်။ငါတကယ်ရောဒီအလုပ်ကိုလုပ်လို့ရပါမလားဆိုပြီးတော့တွေးတောမိပါလိမ့်မယ်။ဒါကပုံမှန်ပါပဲတီချာတို့ရေ။ဒါဟာတီချာတို့မတော်လို့မဟုတ်ဘဲနဲ့ဒီအလုပ်ပေါ်မှာတကယ်စေတနာထားလို့စိတ်ပူပန်နေတာပဲဖြစ်ပါတယ်။တီချာတို့ဟာအရာရာတိုင်းမှာသိနေတတ်နေဖို့မလိုအပ်ပါဘူး။တီချာတွေဟာလည်းလူသားတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရာရာတိုင်းကိုသိနေတတ်နေမှာလည်းမဟုတ်ပါဘူး။ကျောင်းသားတွေအတွက်ကလေးတွေအတွက်အနားမှာရှိနေပြီးတော့အကောင်းဆုံး supporting ပေးဖို့ပဲလိုအပ်တာပါ။ဒါကြောင့်တီချာတို့ကကျောင်းကိုပုံမှန်လာပါ။အခက်အခဲတွေကိုစိတ်တက်မကြပဲဖြေရှင်းကြည့်ပါ။နေ့တိုင်းအသစ်တစ်ခုခုကိုသင်ယူပါ။တကယ်တော်တဲ့ဆရာမကောင်းတွေဟာဒီလိုပဲတဖြည်းဖြည်းချင်းတိဆောက်ယူရတာပဲဖြစ်ပါတယ်။တချို့သောသင်ခန်းစာတွေကသင်ပေးရတာလည်းခက်ခဲနေတယ်လို့မျိုးတချို့သောရက်တွေမှာလည်းအတန်းထဲကကလေးတွေဟာစူညံပလော့ရိုက်နေပါလိမ့်မယ်။ဒါပေမဲ့တနေ့မှာတော့ကျောင်းသားတစ်ယောက်ကတီချာတို့ကိုကြည့်ပြီးတော့ပြုံးပြလိုက်မယ်။တီချာတို့ကိုယုံကြည်လာမယ်။တီချာရဲ့စကားကိုလည်းနားထောင်လာပါမယ်။တီချာတို့ပြောခဲ့တဲ့စကားတစ်ခွန်းချင်းစီကိုလည်းသူတို့ကမှတ်မိနေပါလိမ့်မယ်။အဲ့ဒီအချိန်ရောက်တယ်ဆိုရင်တီချာတို့စူးစမ်းပြီးတော့ပင်ပန်းခဲ့သမျှအရာအလုံးကတော့လေလိုပဲပျောက်ကွယ်သွားမှာဖြစ်ပါတယ်။တတိပြုမိရမှာကကိုယ့်ရဲ့အစခရီးလမ်းကိုသူတစ်ပါးရဲ့အောင်မြင်နေတဲ့လမ်းတစ်ဝက်နဲ့သွားပြီးတော့မှန်နှိုင်းရှင်မိဖို့ပါပဲ။ကိုယ့်အရှိန်နဲ့ကိုတဖြည်းဖြည်းချင်းကြီးထွားတိုးတက်နေတယ်ဆိုတာကိုတတိပြုပါ။မိမိကိုလည်းစိတ်ရှည်ပါ။ကိုလည်းအားပေးပါ။တီချာတို့ဟာတနေ့တဲ့တနေ့ကိုထင်ထားတာတက်ပို့ပြီးတော့တော်လာနေပြီဆိုတာကိုစိတ်ထဲမှာဆွမြဲမှတ်ထားပေးရပါမယ်။ဒါဆိုရင်တော့ဒီခရီးလမ်းကိုရှောက်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။